ကျွန်တော်မေရဲ့ရင်းနှီးဆုံးတငယ်ချင်းကတခြားသူတွေထက်3စားလောက်ပုံမှုဆွဲဆောင်မှုရှိတဲ့တင်ပါအလှကိုပိုင်ဆိုင်ထားသူပါသူမနဲ့အရန်နီးစပ်တဲ့သူတွေကိုပဲအနာကပ်ခွင့်ပေးလေရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းဘာလို့အဲ့ဒီလောက်အပြောများနေကြလဲဆိုတာသိချင်ခဲ့ပေမဲ့သူမကတော့ကျွန်တော်ကိုအမြဲတမ်းညှင်းပယ်ခဲ့ပါတယ်ဒါပေမဲ့မိဘတွေဆုံးပါသွားတဲ့နှစ်မှာတော့သူမကကျွန်တော်ကိုခေါ်ယူမွေးစားခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်အသက်12နှစ်ပဲရှိပါသေးတယ်သူမကကျွန်တော်ကိုအလိုလိုက်လွန်းလို့အပြက်စီးခံခဲ့ရတယ်လို့ပါပဲတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်ပေးချင်ခဲ့တာကတော့ကျွန်တော်ရဲ့နှလုံးသားတစ်ခုလုံးပါပဲဒါပေမဲ့ကျွန်တော်ရဲ့ခံစားချက်ကိုသူမသိသွားတဲ့ခဏမှာပဲကျွန်တော်ဘာကိုပြင်းပြင်းထန်ထန်ရိုက်လိုက်ပါတယ်ကြံ့ရွံနင်အယူထနေပြီလားဝမ်ရှူယန်ဟာသူမရဲ့နှွေးထွေးမှုတွေကိုရုတ်တရက်ရုတ်သိမ်းလိုက်ပြီးညာရင်းချင်းဆိုသလိုဆေးဆက်ကြောင်းလမ်းမဲ့သူရှာခဲ့ပါတယ်နောက်တစ်နေ့ဆေးဆက်ပွဲကိုလည်းကျွန်တော်ကိုအဓမ္မတက်ရောက်စေခဲ့တယ်သူမကွယ်ရမှာတော့ကျွန်တော်တက္ကသိုလ်လျှောက်လွှာကိုကီလိုမီတာ50ကျော်ဝေးတဲ့ကျောင်းစီပြောင်းလဲလျှောက်ထားခဲ့လိုက်ပါတယ်လျှောက်လွှာတင်ပြီးတာနဲ့အိမ်တကားပွင့်လာခဲ့တယ်လှည့်ကြည့်လိုက်တော့အမြဲတမ်းလိုအေးဆက်တဲ့မျက်နှာပေးနဲ့ဝင်လာတဲ့ဝမ်ရှူယန်ဖြစ်နေခဲ့တယ်အနားရောက်လာတော့မှသူမတစ်ခုခုကိုသတိရသွားပြီးဒီနေ့တက္ကသိုလ်လျှောက်လွှာနောက်ဆုံးရက်မို့လားနင်းလျှောက်လွှာတင်ပြီးပြီလားလို့မေးခဲ့ပါတယ်ကျွန်တော်ခေါင်းညိတ်ပြီးဟုတ်တင်ပြီးရှူရမမက်လို့ပြန်ဖြေလိုက်တယ်သူမခံစားချက်ကိုထိန်းချုပ်လိုက်ရင်တခြားစီလက်ကြည့်ကချင်းယူတက်ကတူမဟုတ်လားလို့ပြောလိုက်တယ်မေကုန်းမဟုတ်ပဲအတီးပြုပြောလိုက်တာပါကျွန်တော်တို့ကြားဘလောက်ပဲအခြေအနေဆိုးပါစေချင်းယူတက်ကတူကတော့မပြောဘဲနားလည်ထားကြတဲ့သဘောတူညီချက်တစ်ခုဖြစ်ခဲ့တယ်ဒါအတိုင်းပြည်ရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ုံမကပိုအရေးကြီးတာကဒီမြို့မှာပဲရှိနေတာကြောင့်ပါဝမ်ရှူယန်ကကျွန်တော်ကျောင်းတက်တာနဲ့အတူတူပြောင်းနေဖို့ကျောင်းနီးမှာအိမ်တစ်လုံးတောင်ဝယ်ထားပြီးသားပါအခုဆေးဆက်ထားသူရှိနေရင်တော့အဲ့ဒီအစီအစဉ်ကိုဖျက်ပစ်ဖို့မစင်စားခဲ့သလိုကျွန်တော်ထွက်သွားလိမ့်မယ်လို့လည်းသူမဘယ်တော့မှမတွေးမိခဲ့ပါဘူးသူမစကားတွေကတေချာရေရာမှုကိုတတိထားပြီးတော့ကျွန်တော်မျက်နှာပေါ်မှာမတက်မတာခံစားချက်တစ်ခုဖျက်ပြေးသွားခဲ့တယ်ခဏမျှတိတ်ဆိတ်သွားပြီးနောက်ကျွန်တော်ခေါင်းငုံကဟုတ်တယ်လို့ပဲလိန်ပြောလိုက်ပါတယ်သူမကလုံးဝမအံ့ဩပဲခေါင်းငိမ့်ပြပြီးစာကြည့်ကန်းစီထွက်သွားခဲ့တယ်မထွက်သွားခင်သူမကကြောင်းမဖွင့်ခင်လိုအပ်တာရှိရင်ငါလက်ထောက်ကိုပြောလိုက်သူအကုန်စီစဉ်ပေးလိမ့်မယ်လို့ထပ်ပြောသွားခဲ့တယ်ကျွန်တော်တုံးဆိုင်သွားပြီးတခုခုပြောမလို့လှုပ်စင်မှာပဲသူမဖုန်းမြည်လာခဲ့တယ်ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တာနဲ့သူမမျက်နှာမှာအပြုံးနွေးနွေးလေးပေါ်လာခဲ့ပါတယ်ယွန်းရှန်ဘာဖြစ်လို့လဲဆိုပြီးစာကြည့်ကန်းထဲဝင်သွားခဲ့တယ်ကျွန်တော်ခဏမျှမတ်တက်ရက်နေရင်ခေါင်းငုံကပြောချင်တဲ့စကားတွေကိုမျိုးသိမ့်လိုက်ရပါတယ်အမှန်တော့ကျွန်တော်ချင်းယူတက္ကသိုလ်ကိုရှောက်ခဲ့တာမဟုတ်ပဲဒီမျိုးနဲ့အဝေးဆုံးမှာရှိတဲ့ဟွာတက္ကသိုလ်ကိုရှောက်ခဲ့တာပါကျွန်တော်မကြခင်မမစီကထွက်သွားတော့မှာပါဖုန်းကိုစစ်ကြည့်လိုက်တော့ကြောင်းဖွင့်ဖို့ရက်ပေါင်း60ပဲလိုတော့တယ်ကျွန်တော်ခတ်တိုးတိုးရမောလိုက်ရင်ရက်ပေါင်း60ပြီးရင်တော့မမလည်းကျွန်တော်လက်ကနေလွတ်မြောက်ပါပြီလို့တွေးလိုက်မိတယ်ဖုန်းကိုအိတ်ထဲထည့်ပြီးအခန်းထဲပြန်ဝင်ခဲ့တယ်အဲ့ဒီညကအိတ်လို့မပြောတာကြောင့်နောက်ကျမှနိုးပြီးရေမိုးချိုးကထမင်းစားကန်းစီဆင်းလာခဲ့တယ်ထမင်းစပွဲမှာဝမ်ရှူယန်ရှိနေတော့မယ်ဆိုတာမြင်လိုက်ရတော့ကျွန်တော်ခြေလမ်းတွေရက်သွားခဲ့တယ်ဒီအချိန်ဆိုသူမရုံးစီသွားနေလောက်ပြီလေသူမကိုရှောင်ချင်လို့တမင်နောက်ကျမှထားခဲ့တာဖြစ်ပေမဲ့သူမကတော့ဒီမှာပဲစောင့်နေခဲ့တာပါကျွန်တော်ဆင်းလာတာကိုမြင်တော့သူမမျက်မှောင်ကျုပ်ကကြောင်းပိတ်ရက်ဆိုပေမဲ့အိတ်ချိန်ဆက်စရာကိုမပြတ်စည်းစေနဲ့လို့ပြောပါတယ်ကျွန်တော်မငင်းတော့ပဲခေါင်းပဲညိတ်ပြီးသူမနဲ့ဖြစ်နိုင်သမျှအဝေးဆုံးမှာဝင်ထိုင်လိုက်တယ်ခဏကြာတော့သူမတအကြောင်းအတွက်လိုအပ်တာတွေသွားဝယ်ဖို့ခဏနေရင်ငါလက်ထောက်ကနင့်ကိုလာခေါ်လိုက်မယ်လို့ထပ်ပြောတယ်ကျွန်တော်ရဲ့တိတ်ဆိတ်မှုကသူမတတိကိုဆွဲဆောင်သွားပြီးတခုခုပုံမှန်မဟုတ်တာကိုတတိထားမိကစကားပြောဖို့ပြင်လိုက်စင်ပါပဲကျွန်တော်ကဥအောင်ပြောလိုက်ပါတယ်ရှူရန်မမအိမ်မှာဘာလို့ရှိနေသေးတာလဲစိတ်ဆက်ထားတဲ့သူနဲ့ချင်းတွေ့စရာရှိလို့လားသူမမျက်နှာပေးရုတ်တရက်ပြောင်းလဲသွားပြီးအတန်အေးဆက်ဆက်နဲ့နင်းနဲ့မဆိုင်ပါဘူးလို့ပြောလိုက်တယ်သူမရဲ့အေးဆက်ဆက်လေးတန်းကြောင့်ကျွန်တော်လန့်သွားပေမဲ့ဘာကြောင့်လဲဆိုတာအမြန်ပဲသဘောပေါက်လိုက်တယ်ကျွန်တော်မေးတာကိုသူမအထင်လွဲသွားတာပါအခုတော့ကျွန်တော်သူမကိုအမတယောက်လိုပဲသဘောထားတော့တာပါရိုးရိုးရှင်းရှင်းမေးလိုက်တာဖြစ်ပြီးဘာအထိပ္ပယ်မှမပါပါဘူးကျွန်တော်ရှင်းပြဖို့တက်ပြင်စင်မှာပဲဂူယွန်ရှန်ကတကားတုံးဖွင့်ဝင်လာပြီးဘာတွေပြောနေကြတာလဲလို့မေးလိုက်တယ်